ပါကစ္စတန်ဘက်ကပြစ်ချမှုကြောင့်အိန္ဒိယရဲ့ Rafale တိုက်လေယာဉ်အနည်းဆုံးတစ်စီးပြစ်ကျခဲ့တယ်လို့ပြင်သစ်ထောက်လှမ်းရေးကပြောကြားခဲ့ပါတယ်။ဒါဟာပြင်သစ်နိုင်ငံမှာထုတ်လုပ်တဲ့ကမ္ဘာထိပ်တန်းအဆင့်တိုက်လေယာဉ်အမျိုးအစားအတွက်တော့စစ်မြေပြင်မှာပထမဆုံးအကြိမ်ဆုံးရှုံးမှုလို့လည်းသတ်မှတ်နိုင်ပါတယ်။အိန္ဒိယဟာလေတပ်ရဲ့တပ်တန်းအိုဟောင်းနေတဲ့တိုက်လေယာဉ်တွေနေရာမှာစားထိုးဖို့ Rafale တိုက်လေယာဉ်တွေကိုပြင်သစ်စီကမှာယူထားတာဖြစ်ပါတယ်။မနေ့ကမေလ9ရက်နေ့မနက်ပိုင်းမှာတော့အိန္ဒိယဟာစင်ဒူးစစ်စင်ရေးကိုဆင်နွှဲပြီးအိန္ဒိယပါကစ္စတန်နိုင်ငံရဲ့မြို့တချို့နဲ့ပါကစ္စတန်ထိန်းချုပ်ထားရာကက်ရှ်မီးယားဒေသစိတ်ပိုင်းတွေကိုလေကြောင်းကနေတိုက်ခိုက်ခဲ့ပါတယ်။ဒီဖြစ်စဉ်အတွင်းပါကစ္စတန်ကအိန္ဒိယရဲ့ Rafale 3 စီးအပါအဝင်တိုက်လေယာဉ်စုစုပေါင်း5စီးကိုပစ်ချနိုင်ခဲ့တယ်လို့ကြွေးကြော်ထားပေမဲ့အိန္ဒိယစစ်တပ်ကတော့အတိမပြုပါဘူး။ပါကစ္စတန်စစ်တပ်ဟာဘာတင်ဒါ၊ဂျမူး၊အခနော်၊စရီနာဂါနဲ့အေဗန်တီပူရာတို့မှာအိန္ဒိယရဲ့ Rafale 3 စီးMiG-29 တစီးနဲ့ Su-30 တစီးတို့အပြင်စစ်သုံးဒရုန်းတစီးကိုပါပစ်ချနိုင်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။နှစ်ဖက်တပ်တွေရဲ့စုစုပေါင်းတိုက်လေယာဉ်125စီးလောက်ပါဝင်တဲ့ရင်ဆိုင်တိုက်ပွဲကခေတ်သစ်စစ်သမိုင်းမှာအရေးအတွက်အများဆုံးနဲ့အချိန်အကြာဆုံးဝေဟင်စီးကျင်းထိုးပွဲဖြစ်ခဲ့တယ်လို့ပါကစ္စတန်ကပြောပါတယ်။ဒါပေမဲ့နှစ်နိုင်ငံစလုံးရဲ့တိုက်လေယာဉ်တွေကနယ်စပ်စီးကိုမကျော်ဘဲမိုင်100လောက်ရှည်လျားတဲ့ဖြတ်ပိုင်းစုံတစ်လျှောက်မှာပဲဒုံးကျည်တွေနဲ့အပြန်လှန်ပစ်ခဲ့ကြတာလို့သိရတာပါ။ထွက်ပေါ်နေတဲ့သတင်းတွေမှာတော့တရုတ်လုံး PL-15 အမျိုးအစားဝေဟင်ကနေဝေဟင်ပစ်ဒုံးကျည်တွေဟာတိုက်ပွဲဝင်အစဉ်ပထမဆုံးလက်တွေ့အသုံးပြုမှုမှာတင်ပါကစ္စတန်အတွက်ကြီးမားတဲ့အောင်ပွဲကိုယူဆောင်ပေးနိုင်ခဲ့တယ်လို့ဖော်ပြနေကြပါတယ်။အဲ့ဒီဒုံးကျည်တွေကမိုင်90လောက်ထိပြန်တန်းနိုင်စွာရှိပြီးပါကစ္စတန်လေယာဉ်တွေဟာနယ်စပ်ထိချင်းကပ်စရာမလိုပဲရန်သူပစ်မှတ်တွေကိုအဝေးကနေပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ CNN နဲ့အင်တာဗျူးမှာတော့ပြင်သစ်ထောက်လှမ်းရေးအရာရှိတဦးပြောတာကရရှိထားတဲ့လေယာဉ်ပြက်အစိတ်အပိုင်းဓာတ်ပုံမှတ်တမ်းတွေအရ Rafale အနည်းဆုံးတစ်စီးပစ်ချခံခဲ့ရတယ်လို့နားလည်ထားကြောင်းဆိုပါတယ်။လောလောဆယ်တော့ပြင်သစ်အာဏာပိုင်တွေဟာပါကစ္စတန်ပစ်ချတာခံရတဲ့ Rafale ကတစ်စီးထက်ပိုသလားဆိုတာကိုစုံစမ်းနေစေလို့လည်းသူကဆက်ပြောပါတယ်။ Rafale တွေဟာပါကစ္စတန်ရဲ့ပစ်ချမှုကိုခံခဲ့ရတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာတဲ့နောက်လေယာဉ်တွေကိုထုတ်လုပ်တဲ့ပြင်သစ်လေကြောင်းနည်းပညာလုပ်ငန်းစုကြီး Dassault ရဲ့ရှယ်ယာတွေပါကျဆင်းကုန်ပါတယ်။ဈေးကွက်သူတွေကတော့ Rafale တွေရဲ့တိုက်ပွဲဝင်အဆင့်ယုံကြည်စိတ်ချရမှုကိုဝယ်လက်တွေကကြီးမားမားတန်တရားဖြစ်သွားပြီဆိုရင်Dassaultရဲ့ရှယ်ယာတန်ဖိုးက9%အထက်ထိဆက်လက်ကျဆင်းနိုင်ကြောင်းမှတ်ချက်ပေးထားပါတယ်ရှင်။ထိုင်းလေတပ်တိုက်လေယာဉ်တွေအရေးကြီးပြန်တက်ပြီးစောင့်ကြည့်ခဲ့ရတယ်။အမျိုးမြင့်မသိလေယာဉ်ဆိုတာဟာမြန်မာလေတပ်ရဲ့အပေါ့စားတိုက်လေယာဉ်တစ်စီးဖြစ်တယ်လို့သိရပါတယ်။မေလ6ရက်နေ့ကထိုင်းမြန်မာနယ်စပ်နားမှာမြန်နှောမြင့်ပြန်တန်းနေတဲ့အမျိုးမြင့်မသိလေယာဉ်တစ်စီးကိုရေဒါတွေမှာထောက်လှမ်းတွေ့ရှိပြီးတဲ့နောက်ထိုင်းတော်ဝင်လေတပ်ဟာ F-16 တိုက်လေယာဉ်2စီးကိုပြန်တက်စေပြီးအခြေအနေကိုစောင့်ကြည့်စေခဲ့ပါတယ်။ထိုင်းတော်ဝင်လေတပ်ရဲ့ F-16 တိုက်လေယာဉ်2စီးပြန်တက်သွားတာကိုဒေသခံတွေကသတိထားမိခဲ့ကြပြီးလူမှုကွန်ရက်မှာလည်းမြန်မြန်ဆန်ဆန်ပြန့်နှံ့သွားခဲ့ပါတယ်။အဲ့ဒီအမျိုးမြင့်မသိလေယာဉ်တွေနောက်ကို F-16 တိုက်လေယာဉ်တွေလိုက်နေတဲ့အချိန်ထိုင်းနိုင်ငံဖူနန်ရိုနယ်ခြားဧရိယာရဲ့တစ်ဖက်ခြမ်းမြန်မာပိုင်းနယ်ထဲမှာပောက်ကွဲတံတွေကြားခဲ့ရတယ်လို့ဆိုပါတယ်။ဖူနန်ရိုနယ်ဟာမြန်မာဘက်ခြမ်းကတနင်္လာရီတိုင်းတီကီဒေသနဲ့နယ်နိမိတ်ချင်းထိစပ်နေတာပါ။ထီကီမှာတော့စကောင်စီတပ်နဲ့ KNU တို့ကြားပြီးခဲ့တဲ့ဧပြီလတတိယအပတ်ကနေအခုမေလပထမအပတ်အထိတိုက်ပွဲတွေပြင်းထန်နေကြတာဖြစ်ပါတယ်။နောက်ပိုင်းမှာတော့ကချနဘူရီပြည်နယ်အုပ်ချုပ်ရေးမှူးအတီဆန်အင်ထရာကထိုင်းလေပိုင်နက်နာအလွန်ကျွံချန်ကပ်ခဲ့တာဟာမြန်မာလေတပ်ရဲ့ K8 အမျိုးအစားအပေါ်စားတိုက်လေယာဉ်တစ်စီးဖြစ်တယ်လို့အတည်ပြုခဲ့ပါတယ်။ K8 ဟာတရုတ်နိုင်ငံထုတ်အပေါ်စားဂျက်တိုက်လေယာဉ်ဖြစ်ပြီး K8 ဒါမှမဟုတ်အဆင့်မြင့်ထားတဲ့ K8W တွေနဲ့စကောင်စီလေတပ်ကဘုံကျဲတိုက်ခိုက်လေးရှိရလို့တော်လှန်ရေးအင်အားစုတွေကဆိုကြပါတယ်။မေလ6ရက်မှာစက်ကောင်စီရဲ့ K8 လေယာဉ်ဟာထိုင်းမြန်မာနယ်စပ်မြင်းနဲ့ရေမိုင်2မိုင်လောက်အကွာအထိကပ်ပြန်ခဲ့တယ်လို့ထိုင်းဘက်ကဆိုပါတယ်။ F-16 တွေဟာအဲ့ဒီလေယာဉ်ထွက်ခွာသွားပြီးတဲ့နောက်ပိုင်းမှာလည်းနယ်စပ်နားမှာဆက်ပြီးကင်းလှည့်ပြန်တန်းနေခဲ့ပါတယ်။အတီဆန်ကတော့မြန်မာလေတပ်ရဲ့တိုက်လေယာဉ်ဟာထိုင်းလေပိုင်နက်ထဲကျူးကျော်ဝင်ရောက်တာမျိုးမရှိခဲ့ဘူးလို့အခိုင်အမာဆိုပါတယ်။ဒါပေမဲ့ဒီကိစ္စနောက်ပိုင်းထိုင်းတော်ဝင်လေတပ်ဟာနယ်စပ်နားမှာစစ်လေယာဉ်တွေပြန်တက်မှုနဲ့ပတ်သက်လို့ပိုပြီးသတိထားလှုပ်ဆောင်ဖို့မြန်မာဘက်ကိုအသိပေးထားတယ်လို့သိရပါတယ်။အာနာသိန်းမြန်မာစစ်ကောင်စီဟာထိုင်းနဲ့နယ်စပ်နာကတိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေကိုလေကြောင်းတိုက်ခိုက်မှုလှုပ်ဆောင်ရမှာထိုင်းလေပိုင်နက်ကိုအသုံးပြုခွင့်လုံးဝမပေးထားဘူးလို့အတီဆန်ကထပ်လောင်းပြောကြားပါတယ်။နယ်စပ်ကပြည်စင်နဲ့ပတ်သက်ပြီးနောက်ဆက်တွဲအခြေအနေတွေကိုလည်းထိုင်းရဲ့လုံခြုံရေးဆိုင်ရာအေဂျင်စီတွေနဲ့သက်ဆိုင်ရာအာဏာပိုင်တွေကအနီးကပ်ဆန်းစစ်လေ့လာနေကြတယ်လို့သူကမှတ်ချက်ပေးခဲ့ပါတယ်။2020ဆရာနာသိမ်းမှုဖြစ်စဉ်ပြီးထိုင်းမြန်မာနယ်စပ်အနီးကရင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေမှာလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေတဲ့စစ်ကောင်စီရဲ့ဂျက်တိုက်လေယာဉ်တွေကြောင့်
ထိုင်းလေတပ်ကတိုက်လေယာဉ်တွေဆစ်လွတ်ပြီးကင်းလှည့်ပြန်တန်းတာတွေရှိခဲ့ပါတယ်။ပြီးခဲ့တဲ့2022ခုနှစ်ဇွန်လကုန်တုန်းကဆိုရင်မြောက်ရီမြို့နယ်အတွင်းဖြစ်ပွားခဲ့တဲ့တိုက်ပွဲကိုဘုံကျဲတဲ့စစ်ကောင်စီရဲ့ရုရှားတို့ MiG-29 ဂျက်တိုက်လေယာဉ်ဟာထိုင်းလေပိုင်နက်ထဲအထိဝင်ရောက်ပြန်တန်းခဲ့တယ်လို့ထိုင်းမီဒီယာတွေကဖော်ပြခဲ့ကြပါတယ်။အဲ့ဒီဖြစ်စဉ်ပြီးတစ်နှစ်အကြာမှာထိုင်းဝန်ကြီးချုပ်ဖြစ်လာသူစရတာတာဗီစင်ကတော့မြန်မာစစ်ကောင်စီလေတပ်ရဲ့လေယာဉ်တွေကိုထိုင်းလေကြောင်းပိုင်နက်ထဲကျူးကျော်ပြန်တန်းတာမျိုးခွင့်ပြုမှာမဟုတ်ဘူးလို့ပြောဆိုပူးပါတယ်။ဒါအပြင်ထိုင်းလေပိုင်နက်လုံခြုံမှုရှိစေဖို့ထိုင်းလေတပ်ကိုဝန်ကြီးချုပ်ကတပါးတည်းညွှန်ကြားခဲ့တဲ့အကြောင်းဘန်ကောက်ပို့သတင်းစာကရေးသားဖော်ပြခဲ့ပါတယ်ရှင်။ ယာယီအပြည့်ရဲ့ကြေညာထားပြီးအာဏာသိမ်းကောင်းဆောင်ရုရှားနိုင်ငံကိုတွားရောက်နေပေမဲ့စစ်ကောင်စီကမေလ9ရက်နေ့မှာအေယာဝတီတိုင်းလေးမျက်နှာမြို့နယ်မကွေးတိုင်းကံကောမြို့နယ်ချင်းပြည်နယ်မင်းတပ်မြို့နယ်စတဲ့နေရာတွေကိုလေကြောင်းကနေဆက်လက်ပုံကျဲခဲ့ပါတယ်။တတအူးစစ်ကောင်စီလေတပ်ကနေတက်လာတဲ့ Jet Fighter 2 စီးနဲ့မနေ့ည8နာရီခွဲမှာကံကောမြို့နယ်ကိုပုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။နောက်ပြီးလေကြောင်းကနေပုံထက်ကျဲနိုင်လို့ဒေသခံပြည်သူတွေလုံခြုံရမှာနေကြဖို့လဲပေါင်းမြို့နယ်မြောက်ပိုင်းကျေးလက်ဒေသကာကွယ်ရေးတပ်ဖွဲ့ကအသိပေးထားပါတယ်။ဒါအပြင်ချင်းကာကွယ်ရေးတပ်တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့မင်းတပ်မြို့ကိုလည်းမနေ့ကမနက်အစောပိုင်းတနာရီကျော်မှာဘုံနှလုံးကျဲချခဲ့ပါတယ်။ဒါတင်မကပဲနေ့လယ်2နာရီ40မိနစ်ဝန်းကျင်မှာလဲ Jet Fighter နဲ့ထပ်ပြီးပုံကျဲလို့အစိုးရအဆောက်အဦနဲ့ဝန်ထမ်းအင်အားတွေထိခိုက်ပျက်စီးတဲ့အပြင်အရက်သားအသက်ဆုံးရှုံးမှုတွေပါရှိခဲ့တယ်လို့မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်ပါတယ်။နောက်ပြီးအာရခတပ်တော် AA ပူးပေါင်းတပ်တွေနဲ့စစ်ကောင်စီတို့ကြားစစ်ရေးတင်းမာနေတဲ့လေးမျက်နှာမြို့ပန်းတော်ကြီးရွာကိုလည်းမနေ့ည10နာရီလောက်မှာလေကြောင်းကနေအပြင်းအထန်ပုံကျဲသွားတယ်လို့ဒေသခံတွေကပြောပြတာပါ။အခုလိုစစ်ကောင်စီပုံကျဲခဲ့တဲ့အဲ့ဒီမြို့နယ်တွေမှာလက်တလောတိုက်ပွဲဖြစ်ပွားနေတာမရှိပါဘူး။အာဏာသိမ်းစစ်ကောင်စီကအပြစ်ရကြေညာထားပေမဲ့လည်းလေကြောင်းတိုက်ခိုက်မှုတွေကိုပိုပြီးပြုလုပ်နေကြတာဖြစ်ပါတယ်။ဒါဟာစစ်ကောင်စီကောင်းဆောင်ကမေလ9ရက်နေ့မှာရုရှားနိုင်ငံကိုထွက်ခွာသွားပြီးအာဏာသိမ်းဒုကောင်းဆောင်စိုးရင်ကြန့်ရှိနေချိန်မှာလေကြောင်းတိုက်ခိုက်မှုတွေဆက်လက်ကျူးလွန်နေတာလည်းဖြစ်ပါတယ်။ရုရှားနိုင်ငံမော်စကိုမှာပြုလုပ်မဲ့ရင်ပြင်းနီချီတက်ပွဲကိုတက်ရောက်ဖို့အာဏာသိမ်းကောင်းဆောင်မင်းအောင်လှိုင်နဲ့ဇနီးအပါအဝင်စစ်ကောင်စီတွဲဘက်အတွင်းရေးမှူးဗိုလ်ချုပ်ကြီးရဲဝင်းဦးနဲ့ဇနီးကြီးရည်လေးညှိနှိုင်းကိုကဲရေးမှူးဗိုလ်ချုပ်ကြီးကျော်စွာလင်းနဲ့ဇနီးစတဲ့အာဏာသိမ်းစစ်ကောင်းဆောင်တွေတွားရောက်နေကြတာဖြစ်ပါတယ်ရှင်။မြောက်ကိုရီးယားဟာတာတိုပြည့်ဒုံးကျည်တချို့အဆုလိုက်စမ်းသပ်ပစ်ခတ်ခဲ့ရန်ရှိကြောင်းတောင်ကိုရီးယားစစ်တပ်ကပြောပါတယ်။တာတိုပြည့်ပဲထိန်ဒုံးကျည်တွေလို့ယူဆရတဲ့အရာတွေညံနှုံးမြင့်ပြန်တန်းသွားတာကိုထောက်လန့်တွေ့ရှိခဲ့တယ်လို့တောင်ကိုရီးယားပူးပေါင်းစစ်စင်ရေးဦးစီးဌာနကပြောတာပါ။မြောက်ကိုရီးယားရဲ့ဝန်ဆန်ဒေသကနေပြစ်ခတ်လိုက်တဲ့ဒုံးကျည်တွေဟာမေလ10ရက်မနက်ပိုင်းတုန်းကဂျပန်ပင်လယ်ဘက်ကိုပြန်တန်းသွားခဲ့တယ်လို့တောင်ကိုရီးယားစစ်တပ်ဘက်ကထုတ်ပြန်ခဲ့ပါတယ်။ပြီးခဲ့တဲ့တစ်ပတ်ကလည်းမြောက်ကိုရီးယားဟာပြည်တွင်းပြည့်ခင်မီဖြတ်သင်းပေါ်မှာတက်ဆင်အသုံးပြုမဲ့လက်နက်တွေကိုပင်လယ်ပြင်မှာလက်တွေ့စမ်းသပ်ပစ်ခတ်ခဲ့ပါသေးတယ်။တန်9000ချိန်ရှိတဲ့အဲ့ဒီသင်းပေါ်ဟာရေတပ်ရဲ့အစွမ်းအထက်ဆုံးလက်နက်ဖြစ်လာလိမ့်မယ်လို့မြောက်ကိုရီးယားကကြွေးကြော်ထားပြီး2026အစောပိုင်းကာလမှာစစ်ရေးတာဝန်တွေကိုစတင်ထမ်းဆောင်နိုင်မယ်လို့ပြောပါတယ်။ဒါပေမဲ့စစ်ရေးသူတည်သူတွေကတော့အဲ့ဒီတင်မောဟာပင်လယ်ပြင်မှာလက်တွေ့ခုံမောင်းနိုင်တဲ့အဆင့်မျိုးလောလောဆယ်မှာမရှိသေးဘူးလို့ယုံကြည်ထားကြပါတယ်။လေ့လာသူတချို့ကတော့မြောက်ကိုရီးယားဟာအဲ့ဒီတင်မောမှာတာတိုပြည့်နျူကလ িয়ার ဒုံးကျည်တွေတပ်ဆင်နိုင်မလားဆိုတာမျိုးမေးခွန်းထုတ်နေပေမဲ့လက်ရှိအနေထားအရတော့နျူကလ িয়ার ထိပ်ဖူးတွေကိုတင်မောမှာတပ်ဆင်နိုင်လောက်တဲ့အထိသေးငယ်အောင်တည်ဆောက်နိုင်တဲ့နည်းပညာမျိုးမရှိသေးဘူးလို့ဆိုပါတယ်။မြောက်ကိုရီးယားဟာနျူကလ িয়ার လက်နက်နဲ့ဒရုန်းကျည်တွေတည်ဆောက်မှုတွေကြောင့်ကုလသမဂ္ဂစီကတင်းကျပ်တဲ့ရင်းယူပိတ်ဆို့မှုတွေကြုံတွေ့နေရသည့်တိုင်လက်နက်စမ်းသပ်မှုတွေကိုအချိန်မပြတ်ဆက်လက်လှုပ်ဆောင်နေစေပါဖေဖော်ဝါရီလတုန်းကလည်းနိုင်ငံရဲ့တံပြန်စစ်ဆင်မှုစွမ်းရည်ပြသဖို့ကြွေးကြော်ပြီးမြောက်ကိုရီးယားကမဟာဗျူဟာခရုစ်ဒုံးကျည်တွေကိုပင်လယ်ဝါထဲစမ်းသပ်ပစ်ခတ်ခဲ့သေးတယ်လို့သိရပါတယ်ရှင်။ကချင်ပြည်နယ်ဖားကန့်မြို့နယ်မှာမေလဇန်တွင်ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်နဲ့စစ်ကောင်စီတပ်တို့ကြားတိုက်ပွဲပြင်းထန်ခဲ့ရမှာစစ်ကောင်စီတပ်ကထိခိုက်သေးဆုံးသူများပြခဲ့တယ်လို့ကချင်စစ်ရေးသတင်းရင်းမြစ်ကပြောပြပါတယ်။စစ်ကောင်စီတပ်နဲ့လက်အောက်ခံပြည်သူ့စစ်ပူးပေါင်းတပ်တွေကဖားကန့်ဒေသပြန်လည်စိုးမိုးနိုင်မှုအတွက်အင်အားအများအပြားနဲ့ထိုးစစ်ဆင်ခဲ့ရာလက်တော်မှာဖားကန့်မြို့နယ်ကတ်မော်ဒေသမှာတိုက်ပွဲပြင်းထန်နေတယ်လို့ဆိုပါတယ်။ကတ်မော်နဲ့ဆိုင်းဖရာရွာကြားမှာတိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး9ရက်ဝန်းကျင်အတွင်းမှာစစ်ကောင်စီတပ်ဘက်ကသေဆုံးသူနဲ့ဒဏ်ရာရသူစုစုပေါင်းအယောက်150နီးပါးရှိတယ်လို့ကချင်စစ်ရေးသတင်းရင်းမြစ်ကပြောပြတာပါ။ဒါပေမဲ့ဖားကန့်ဒေသတိုက်ပွဲတွေအတွင်းစစ်ကောင်စီတပ်ရဲ့သေဆုံးထိခိုက်မှုနဲ့ပတ်သက်လို့တော့ People Spring ကတိကျအသိမပြုနိုင်သေးပါဘူး။ဖားကန့်စစ်ရေးသတင်းနဲ့ပတ်သက်ပြီး KNA ကစစ်ကောင်စီတပ်ဘက်ကမြေပြင်ထိုးစစ်တာမကပဲလေကြောင်းနဲ့ပါတိုက်ခတ်နေလို့တိုက်ပွဲပြင်းထန်နေကြောင်းမေလ4ရက်နေ့ကသတင်းဖော်ပြခဲ့ပါတယ်။ဖားကန့်မြို့နယ်က KNA တပ်ရင်း26
တက်ရင်44ညမြေတွေအတွင်းစစ်ကောင်စီကထိုးစစ်ဆင်လာလို့တိုက်ပွဲပြင်းထန်တွေကနှစ်ဖက်ထိခိုက်မှုရှိကြောင်း KNA ပြန်ကြားရေးကအတည်ပြုထားပါတယ်။ဒါအပြင်ကချင်ပြည်နယ်ဒုတိယမြို့တော်ဗမော်တိုက်ပွဲမှာလည်းမနေ့ညပိုင်းထိပြင်းထန်နေပြီးစစ်ကောင်စီတပ်ကတန်ချက်ကားတွေနဲ့တံပြန်ထိုးစစ်လုပ်လာတယ်လို့သိရပါတယ်ရှင်။မြန်မာထိုင်းနယ်စပ်အနီးကရင်ပြည်နယ်ဖန်ခရိုင်တဲကတခေါပီတာစခန်းကိုမေလ9ရက်နေ့မနက်စောပိုင်းကစတင်ပြီးကရင်အမျိုးသားအစည်းအရုံး KNU ရဲ့တပ်မဟာ9လောက်ခန့်တပ်တွေကတိုက်ခိုက်နေပါတယ်။နယ်စပ်အနီးမှာခြေကုပ်ယူတပ်ဆွဲထားတဲ့အဲ့ဒီတပ်စခန်းတိုက်ခိုက်ခံနေရပြီးနှစ်ဖက်တိုက်ပွဲတွေဖြစ်နေတယ်လို့သတင်းရင်းမြစ်ကပြောပြတာပါ။တိုက်ပွဲကြောင့်စစ်ကောင်စီတပ်စခန်းအနီးတစ်ဝိုက်ကကြေးရွာတွေမှာနေထိုင်နေကြတဲ့ဒေသခံပြည်သူတွေလည်းဆစ်ရှောင်နေကြရပါတယ်။ထိုင်းမြန်မာနယ်စပ်မြင်းကနေတမိုင်ခွဲကျော်သာဝေးတဲ့စစ်တပ်စခန်းကို KNU နဲ့ပူးပေါင်းတပ်တွေကမေလ9ရက်နေ့မနက်ပိုင်းမှာတိုက်ခိုက်ပြီးတဲ့နောက်အနီးဝန်းကျင်ကဒေသခံပြည်သူ200ခန့်ဟာထိုင်းနိုင်ငံဗတ်ချန်းကိုတင်းရှောင်နေရတယ်လို့ထိုင်းလူမှုကွန်ရက်တွေမှာရေးသားထားကြပါတယ်။အရင်ကလည်းနယ်စပ်ကတပ်စခန်းတွေကို KNU နဲ့ပူးပေါင်းတပ်တွေကထိုးစစ်ဆင်တိုက်ခိုက်နေချိန်မှာတပ်စခန်းအနီးကျေးရွာတွေကဒေသခံပြည်သူတွေဟာတောင်းရင်မြစ်ကိုဖျက်ကျော်ပြီးထိုင်းဘက်ခြမ်းမှာယာယီတင်းရှောင်ကြရပါတယ်။ထိုင်းအာဏာပိုင်တွေကလည်းစစ်ပေးရှောင်မြန်မာပြည်သူတွေကိုယာယီခိုးလုံခွင့်ပေးပြီးလူသားချင်းစာနာမှုအကူအညီတွေပေးလေ့ရှိပါတယ်။တစ်ဆက်တည်းမှာပဲနယ်စပ်အနီးတိုက်ပွဲချင်းတွေကိုထိုင်းစစ်တပ်ကစောင့်ကြည့်နေပြီးနယ်စပ်မှာလုံခြုံရေးတိုးမြှင့်ထားတယ်လို့လည်းထိုင်းစစ်တပ်ကထုတ်ပြန်ထားတာပါ။ KNU တပ်မဟာ9နဲ့စစ်ရေးလှုပ်ရှားရနေမြေအပါအဝင် KNU လှုပ်ရှားနေမြေတွေကမြန်မာထိုင်းနယ်စပ်အနီးမှာခြေကုပ်ယူထားတဲ့စစ်ကောင်စီတပ်စခန်းတွေကို KNU ဦးဆောင်တဲ့ပူးပေါင်းတပ်တွေကစက်တိုက်ခိုက်နေတာပါ။ပြီးခဲ့တဲ့ဧပြီလအတွင်းမှာလေးဝါတပ်စခန်းကို KNU တပ်မဟာ9ကတိုက်ခိုက်သိမ်းယူထားပါတယ်။ဒါအပြင်အခုနှစ်အတွင်းမှာမြန်မာထိုင်းနယ်စပ်အနီးကပူလူဒိုစခန်းခလက်ဒေးစခန်းတွေကိုလည်းစစ်ကောင်စီကလက်လွတ်လိုက်ရပါတယ်။အလားတူနယ်စပ်အနီးမှာရှိနေတဲ့ဌာနချုပ်ဟောင်းမာနယ်ဘလော့စခန်းဖူချီမိုစခန်းနဲ့ထီထဖြူဟာစရတဲ့စခန်းတွေကိုလည်း KNU ဦးဆောင်တဲ့ပူးပေါင်းတပ်တွေကသိမ်းယူထားပါတယ်ရှင်။နိုင်ငံပိုင်နဲ့တဲ့ထွက်ပြေးခိုလုံရောက်ရှိနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်34ယောက်ကိုနေရပ်ပြန်ပို့ပေးခဲ့တယ်လို့ဘင်္ဂလားဒေ့ရှ်အစိုးရကကြေညာခဲ့ပါတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံသားရေးဝန်ကြီးဌာနရဲ့မေလ9ရက်နေ့ထုတ်ပြန်ချက်မှာတော့စစ်ကောင်စီစစ်သားတွေနဲ့နေကြားဆောက်ရဲတပ်ဖွဲ့ဝင်တွေကိုကော့ဘဇားမြို့လေဆိပ်ကနေအရက်ဘက်လေယာဉ်တစ်နဲ့ပြန်ပို့လိုက်တာလို့ဖော်ပြခဲ့ပါတယ်။ကော့ဘဇားနဲ့ပတ်တူခါလီအကျဉ်းထောင်မှာဖမ်းဆီးထိန်းသိမ်းခံရပြီးလွတ်ရက်စေသွားပြီးဖြစ်တဲ့မြန်မာနိုင်ငံသားအကျဉ်းသားဟောင်း6ဦးကိုလည်းသူတို့နဲ့အတူနေရပ်ပြန်ပို့လိုက်တယ်လို့အဲ့ဒီထုတ်ပြန်ချက်မှာပါရှိပါတယ်။ဘင်္ဂလားဒေ့ရှ်နဲ့နယ်စပ်ထိဆက်ရာရခိုင်ပြည်နယ်ကတိုက်ပွဲတွေကြောင့်အဲ့ဒီစစ်ကောင်စီစစ်သားတွေနဲ့နေကြားဆောက်ရဲတွေဟာနယ်စပ်ဖြတ်ကျော်ပြီးဒီဇင်ဘာလနဲ့ဇန်နဝါရီလတွေတုန်းကဘင်္ဂလားဒေ့ရှ်ပိုင်နိုင်ငံချာရိုင်နဲ့ဘန်ဒါဘန်ဒေသတွေတဲကိုထွက်ပြေးခိုလုံခဲ့တယ်လို့ဆိုပါတယ်။နေရပြန်ပို့ရေးကိစ္စလိုအပ်တဲ့စာရွက်စာတမ်းတွေကိုစစ်ကောင်စီနဲ့ညှိနှိုင်းတည်ပြုပြီးတဲ့နောက်သူတို့ကိုမြန်မာနိုင်ငံပြန်ပို့ခဲ့တာဖြစ်တယ်လို့ဘင်္ဂလားဒေ့ရှ်ကပြောပါတယ်။နေရပြန်ပို့တဲ့လုပ်ငန်းစဉ်ကိုနိုင်ငံခြားရေးဝန်ကြီးဌာနကကြီးမှုခဲ့ပြီးပြည်ထောင်ရေးဝန်ကြီးဌာနလက်အောက်ခံလုံခြုံရေးဌာနနဲ့ကော့ဘဇားအုပ်ချုပ်ရေးတာဝန်ရှိသူတွေကပူးပေါင်းပါဝင်ခဲ့ကြတယ်လို့သိရပါတယ်။နေရပြန်ပို့ခံရသူတွေလေရင်ပေါ်တက်သွားတဲ့အချိန်ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာမြန်မာတန်ယုံအရာရှိတွေကလည်းလေဆိပ်မှာရှိနေခဲ့တယ်လို့ဆိုပါတယ်။2024ခုနှစ်တုန်းကလည်းရခိုင်ပြည်နယ်မှာအာရခတပ်တော် AA ရဲ့ထိုးစစ်တိုက်ခိုက်မှုကြောင့်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေယာနဲ့ချီပြီးနယ်စပ်ဖြတ်ကျော်ကဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကိုထွက်ပြေးခဲ့ကြပါတယ်။ထွက်ပြေးလာတဲ့မြန်မာစစ်သားနဲ့နေကြားဆောက်ရဲ885ယောက်ကိုဘင်္ဂလားဒေ့ရှ်အစိုးရကလေးတုပ်ခွဲပြီးနေရပ်ပြန်ပို့ခဲ့ပူပါတယ်ရှင်။